ကျမတို့ရဲ့ Miss Grand ပွဲကြီးစတင်ပါကြောင်းကြေညာအပ်ပါသည် Miss Grand ကြိုက်ထိုပရိသတ်ကြီးများရှင်ကြိုက်ထိုကိုစားပြည့်ရဲ့အလှမယ်လေးကိုအားပေးလိုက်ကြပါအောင်ရှင်ကြိုက်ထိုကိုစားပြည့်ဝတ်ဆင်ထားတဲ့အမျိုးသားဝတ်စုံလေးကတော့သူမ၏အမျက်တနိုးတန်မိုးထားတဲ့အရာလေးကိုတန်မိုးထားပြီးဝတ်ဆင်တဲ့ဝတ်စုံလေးဖြစ်ပါရဲ့ရှင်သူမဟာသူမရဲ့ဝတ်စုံကိုတန်မိုးထားလွန်တော့ကြောင့်အခုလိုဟာဒီပွဲကြီးမှာလာရောက်ကပ်တာပါရှင်Miss Grand ကော့တာပရိသတ်ကြီးများရှင်အခုတစ်ပတ်အလှမယ်လေးကကော့တောင်းမယ်ဖြစ်ပါတယ်ရှင်သူမဟာသူမရဲ့မြို့ကလှေဆူလာပဲအဲ့ဒီလှေလေးကိုစားပြုအနေနဲ့ဝင်ရောက်ရှိတိုင်တာဖြစ်ပါတယ်ရှင်သူတို့ရဲ့ထင်ကြရမြို့ကကော့တောင်းရဲ့ထင်ကြရမြို့ဖြစ်ပါတယ်ရှင်အဲ့မှာလှေလေးပေါ်တယ်ဆိုလားပဲနော် Miss Grand တဝဲကိုစားပြုလှမယ်လေဝတ်ဆင်ထားတဲ့ဝတ်စုံကတော့သူမတို့မြို့မှာအထင်ကရဖြစ်တဲ့မုတ်လက်တော့မုတ်ရင်ကလေးပြဖြစ်ပါတယ်ရှင်သူမဟာတဝဲမုတ်လက်တော့ကိုအရန်ကြက်နှစ်တော်အဖြစ်ဟာဒီပွဲကြီးတွင်သူမရဲ့ရိုးရာဝတ်စုံလေးကိုရိုးရာအစားတောက်လေးကိုလာရောက်ရှင်ပြိုင်ရှင်ဖြစ်ပါတယ်ရှင် Miss Grand နေပြည်တော်တက်ကုံ Miss Grand နေပြည်တော်တက်ကုံဝတ်ဆင်ထားတဲ့ဝတ်စုံလေးကတော့သူမတို့မြို့မှာအထင်တကယ်ဖြစ်တဲ့ဝတ်စုံလေးဖြစ်ပါတယ်ရှင်သူမသည်တက်ကုံဆိုသည့်အတိုင်းပဲတက်ပြီးတော့ကုံရတဲ့ကိုဝါသနာပါရဖြစ်လှေကားယူပြီးတော့တက်ကုံတယ်ဖြစ်ပါတယ်ရှင်Miss Grand ရန်ကုန် Miss Grand ရန်ကုန်စီးလာတဲ့ကားလေးကတော့39ဘိုက်ဘူကားလေးဖြစ်ပါတယ်ရှင်သူမဒီ39ဘိုက်ဘူကားလေးကိုမောင်းရမှာအလွန်ကျွမ်းကျင်စွာမောင်းနိုင်သောအဖြစ်သူမဒီဟော်ဒီ Miss Grand ပြန်ပြန်ကြီးမှာသူမရဲ့ကျွမ်းကျင်ကြောင်းကိုလာရောက်ရှင်ပြခြင်းဖြစ်ပါတယ်ရှင်သူများပို့သည့်မြို့လေးတွေရွာလေးနေရာလေးကိုသူမဒီစရင်တကွတင်ပြထားခြင်းဖြစ်ပါတယ်ရှင်
Miss Guan go 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 Miss Glass တဝဲမူလာတော့လာစားကြရှင်စကောဆုံးရှင်တဝဲမှာလာမေတော့မဖြစ်မရှင်မစ်ပါနေပြီးတော့တာgo go 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 à phải đi đây nhang câu Miss Guan tông ra cô phải bùi nhang go